ဘန်ကောက်မြို့လေကောင်မှာမီချောင်းသားစားမယ်အရန်ကိုစီကားတဲ့ night market တစ်ခုကိုသွားပြမယ်။ဘန်ကောက်ကိုလာလဲတဲ့သူတွေကညဘက်ဆိုလို့ရှိရင် night market တွေအများကြီးရှိတဲ့ထဲကနေပြီးတော့ဘယ် market ကိုသွားရမှမသိဖြစ်တတ်တယ်။မထက်တော့ကိုယ်တိုင်လည်းဒီဘန်ကောက်မှာနေပေမဲ့တချို့ night market တွေဆိုရင်စီတာစီတယ်ကြီးတာကြီးတယ်အဆင်မပြေမှုတွေအများကြီးဖြစ်တယ်။သွားရေးလာရေးကလည်းခက်တဲ့အတွက်ကြောင့်မို့လို့အဆင်မပြေမှုတွေရှိတယ်ပေါ့နော်။ကားတွေကလည်းကြက်တဲ့အတွက်ကြောင့်လို့အဆင်ပြေဆုံး night market ကိုမထက်ကသွားမှာဖြစ်ပါတယ်။အဲ့တော့အဲ့ဒီနေရာလေးကလည်းစားတောက်စရာတွေလည်းအရန်ကိုကောင်းတယ်။နာမည်လေးလည်းရှိတယ်လူတွေလည်းများတယ်။အဲ့တော့မထက်သွားပြမယ်နော်။မထက်နဲ့တူတူလိုက်ခဲ့ပါ။ night market ကလေးရဲ့နာမည်ကတော့ SW1 လို့ခေါ်ပါတယ်။အားကြည့်အောင်အခုမထက်ရောက်နေတဲ့နေရာလေးကတော့ BTS အဆုတ် station ဖြစ်ပါတယ်ပြီးတော့ MRT Sukhumvit station နဲ့လည်းသူကချိတ်ထားတယ်ပေါ့နော်အဲ့တော့ကြောင့်မလို့ဒီနေရာလေးကမြို့လယ်ကောင်လည်းဖြစ်တော့ရမ်းလဲစီတယ်ကုန်တိုက်တွေလည်းအများကြီးရှိတယ်မထက်တော့မဲ့ဈေးလေးကတော့ဒီနားကနေပြီးတော့တိတ်ပြီးမွေးပါဘူးအဲ့တော့မထက်တော့ပြမယ်နော်မထက်တူလိုက်ကြည့်နော်မထက်ဒီနေရာကိုလာတာ BTS စီးလာတာပါအဲ့တော့ BTS လက်မှတ်ကိုဝယ်တဲ့အခါမှာမထက်က Too Money Wallet နဲ့ဝယ်လိုက်တာပါအဲ့တော့ QR code ကလေးရှိတယ် payment လည်းအရန်ကိုလွယ်ပါတယ် QR ကလေးကို scan ဖတ်လိုက်တာနဲ့ payment ကလွယ်လွယ်ကူကူနဲ့ရသွားတယ်ကတ်ကလေးလည်းလွယ်လွယ်ကူကူရတယ်ပြီးတော့မထက်တို့ဒီ Too Money Wallet ကိုပတ်စံဖြည့်ရတာလည်းလုံးဝမခက်ဘူးအကောင့်ဖွင့်တာလည်းလုံးဝမခက်ဘူး 7-Eleven မှာသွားပြီးတော့ Too Money Wallet ထဲကိုပတ်စံဖြည့်ခြင်းနဲ့ဆိုလို့ရှိရင်ငွေပေးလိုက်ရုံပဲဖြည့်လို့ရတယ်ပြီးတော့ကိုယ့်စီမှာဘဏ်ကတ်တွေပါရှိစရာလည်းလုံးဝမလိုဘူးเนาะအရန်ကို Too Money Wallet ကဖွင့်ရတာအကောင့်ဖွင့်တာအရန်ကိုလွယ်ပါတယ်ရှင်အဲ့တော့မထက်ကဈေးကိုဆက်ပြီးသွားပြမယ်เนาะလိုက်ကြည့်ပါဦးnight market ကိုရောက်လာခဲ့ပါပြီ BTS ကနေမထက်ဆင်းလာပြီးတော့9မိနစ်တောင်မရှောက်အောင်အရန်နီးတယ် BTS ကနေအရန်နီးပြီးမြို့လယ်ကောင်မှာရှိတဲ့ညာဈေးဆိုတာအရန်ရှားတယ်เนาะဒီတစ်ခုလည်းရှိတယ်အဲ့တော့ဒီအောင်သွားကြည့်အောင်တောက်ပတ်ကြည့်night market ကိုဝင်လာတာနဲ့ BR station ကိုတမ်းပြီးတွေ့ပါပြီ BR station ကမိုက်တယ်တစင်းတွေဖွင့်ပြီးအေးစင်းနားထောင်ရုံပဲအဲ့တော့မထက်ကထဲကိုသွားကြည့်လိုက်မယ်ဘာရရှိလဲဆိုတာစားတောက်တယ်အများကြီးပဲဒီ night market ကအရန်ကြီးမကြီးပေမဲ့ပစ္စည်းတွေအရန်စုံတယ်စားတောက်စရာတွေလည်းအများကြီးပဲအခုဆိုလို့ရှိရင်မတက်လျှောက်တဲ့ဘယ်ရောညာရောမှာဆိုလို့ရှိရင်လေဝယ်စရာဆိုဗီနီယာတွေအထည်လိပ်တွေအော်တိုက်ပဲအဲ့ဒီပြင်ဝါးဒီတွေကလည်းအမှန်အကန်မိုက်တယ်စားလို့လည်းအရန်ကောင်းတယ်ဆိုပြီးတော့ဒီဈေးကနာမည်ကြီးတယ်အဲ့တော့မထက်ကလည်းဒီမှာဟိုလျှောက်တီလျှောက်နဲ့အဝလျှောက်လိုက်အောင်ဈေးထဲမှာမထက်စိုက်တွေအများကြီးတွေ့ပါပြီထုံးစံတိုင်းမထက်ကတော့ပြည်ကြီးငါးခင်ဝယ်စားပါမယ်အဲ့တော့အနီးလားဟာဝိုင်းပါဒါလေးဝယ်စားမယ်ဗတ်100တဲ့အဲ့တော့မထက်ဆန့်ရှင်းလိုက်အောင်မယ်အခုလေမထက်မှာဈေးမှာဒီမှာမဟုတ်ဝယ်စားတာအရန်ကိုအဆင်ပြေတယ်ပေါ့နော် From page QR code ရှိတဲ့ဘယ်ဆိုင်မဆိုပေါ့နော် True Money နဲ့ပေးလို့ရတယ်နောက်တစ်ခုက True Money ရှိလို့ရှိရင်မြန်မာပြည်ကိုလည်းငွေလွှဲလို့ရတယ်အဲ့တော့အခုကမထက်ကငွေလွှဲစရာရှိတယ်ဘယ်လိုလွှဲရဆိုတော့မထက်ပြပေးမယ်လားကြည့်ငွေလွှဲဖို့အတွက်အရင်ဆုံး True Money application ကိုဖွင့်လိုက်ပါမြန်မာပြည်သို့ငွေလွှဲရန်ကိုနှိပ်လိုက်ပါပြီးသွားရင်တော့မြန်မာနိုင်ငံကိုရွေးပေးလိုက်ပါဒီနေရာလေးရောက်ရင်တော့ငွေလက်ခံမဲ့သူရဲ့အချက်အလက်နဲ့မိမိငွေလွှဲလိုတဲ့ပမာဏကိုဖြည့်သွင်းပေးရမှာဖြစ်ပါတယ်ပြီးသွားရင်တော့ဆက်လက်လှုပ်ဆောင်မည်ကိုနှိပ်လိုက်ပါပြီးသွားရင်တော့အတည်ပြုသည်ကိုနှိပ်လိုက်ပါနောက်ဆုံးအဆင့်အနေနဲ့ပေးချေမီကိုနှိပ်လိုက်ပြီးဆိုတာနဲ့ငွေထုတ်ဖို့ကုတ်နံပါတ်8လုံးရရှိမှာဖြစ်ပါတယ်။ကုတ်နံပါတ်8လုံးရပြီဆိုတာနဲ့ကိုကမြန်မာပြည်ရသူကိုမြန်မာပြည်ကငွေလက်ခံမဲ့သူကိုကုတ်နံပါတ်8လုံးလှမ်းပေးလိုက်တာနဲ့အဲ့ဒီမြန်မာပြည်ရသူက True Money ဘယ် agent မှမဆိုငွေကိုသွားထုတ်လို့ရတယ်။ငွေလွှဲကငွေထုတ်ကပေးစရာမလိုပါဘူး။အဲ့ဒီပြင်ကိုအခုဆိုလို့ရှိရင် AYA ပေးနဲ့လည်းငွေလက်ခံလို့ရနေပါပြီ။အဲ့ဒီအကြောင်းကိုမထက်ဆက်ပြီးတော့ရှင်းပြပေးပါမယ်နော်။ AYA ပေးနဲ့ငွေလက်ခံတာအရန်ကိုလွယ်ကူပါတယ်။အရင်ဆုံး AYA Pay application ကိုဖွင့်ပြီးတော့မှ service ထဲက See all ကိုနှိပ်လိုက်ပါပြီးသွားတဲ့ခါကျလို့ရှိရင် International Remittance ကိုရွေးပါပြီးသွားတဲ့ခါကျရင် True Money International Remittance ကိုရွေးလိုက်ပါအဲ့ဒီခါကျလို့ရှိရင်အခုလိုမျိုးဒီနေရာလေးပေါ်လာပါလိမ့်မယ်ဒီနေရာလေးမှာငွေလွှဲသူပို့ပေးတဲ့ show web ကဏ္ဍ8လုံးကိုရိုက်ထည့်လိုက်ပြီဆိုတာနဲ့ AYA Pay တဲ့ကိုငွေရောက်ရှိလာမှာဖြစ်ပါတယ်
Thailand ကနာမည်ကြီးစင်မောင်းပြီเนาะမစိုး quality ကောင်းတယ်အသားလေးလည်းကောင်းတယ်အေးနေရောပဲဒီမှာဒီလိုလာလို့ရှိရင်အားလုံးကစင်မောင်းပြီတွေပဲဝယ်ကြတာเนาะဒီမှာပြီးတော့စမူစာတွေလည်းတွေးခဲ့တယ်စားချင်းစရာတွေဒီဈေးထဲမှာလေထူးထူးဆန်းဆန်းစားတော့တွေရှိရသေးလားဟိုမှာတမင်သားရှိတယ်ငှက်ကလက်အုပ်သားရှိတယ်မိချောင်းသားလည်းရှိတယ်တဲ့ဆိုဗီနီယာ Thailand အိတ်ကလေးဆိုလို့ရှိရင်လက်ဆောင်ပေးလို့အရန်ကောင်းတယ်เนาะတအိတ်မှသူက139ဘတ်ပဲဈေးလေးတွေလည်းမစိုးတန်နဲ့ဒီ night market ကိုဝင်လာရင်ဟိုးနောက်ဖက်ထဲမှာဈေးတန်းလေးတစ်ခုရှိတယ်အဲ့ဒီဈေးတန်းလေးကလေဟို second hand အင်ဂျီတွေရောင်းတဲ့ဈေးတန်းလေးပေါ့နော်အဲ့ဒါရောင်းတဲ့ကောင်မလေးတွေလေကောင်မလေးတွေကချောချောလေးတွေရောဒီလိုရအောင်လာကြည့်အောင်ဟုတ်ဆိုသူတို့ celebrity တွေဆိုတော့လေသူတို့ဝတ်ထားတဲ့တစ်ခါပဲတောင်းထားတဲ့အင်ဂျီတွေ branded တွေရောအကုန်လုံးဒီမှာလာပြီးချရအောင်တာအဲ့ဒါလေးတွေမထည့်လိုက်ကြပေးမယ်လိုက်ကြည့်နော်လို့ညာဈေးတွေကိုဘယ်သွားလို့သွားမှမသိတဲ့သူတွေအတွက်ကိုမတ်ထက်ကဒီညာဈေးလေးနဲ့မိတ်ဆက်ပေးလိုက်တယ်ပြီးတော့ဒီညာဈေးကသေးတယ်ဆိုပေမဲ့အစားအရာပြည့်စုံတဲ့ညာဈေးလေးလို့ပြောလို့ရပါတယ်အင်ကြီးဝတ်ထည်တွေလည်းရှိတယ်စားတောက်စရာတွေလည်းရှိတယ်ဆိုဗီနီယာတွေလည်းရှိတယ်ကိုကလက်ဆောင်ပေးခြင်းလို့ရှိရင်လည်းဒီဈေးကိုလာရုံပဲပြီးလို့ရှိရင် MRT BDS တွေနဲ့လည်းနီးတဲ့အတွက်ကြောင့်မလို့သွားရေးလာရေးတယ်လွယ်ကူတယ်မြို့လယ်ကမှရှိတဲ့အတွက်ကုန်တိုက်တွေလည်းပတ်လည်မှာဝိုင်းနေတာပဲသွားရေးလာရေးအရန်ကိုအဆင်ပြေတယ်အဲ့တော့မထက်ကဒီဈေးလေးရဲ့နာမည်ကိုဖတ်ပြီးတော့ပြလိုက်မယ်နော်ဒီဈေးလေးရဲ့နာမည်က SW1 တဲ့ဒီဈေးလေးကိုလာပြီးတော့လာလည်ဖို့ပြောမယ်နော်အဲ့တော့နှုတ်ဆက်ပါတယ်အားလုံးတတာ